ကိုယ်နဲ့ပေါင်းသင်းနေတဲ့သူတွေထဲမှာပဲတငယ်ချင်းလို့ပြောနေတဲ့သူတွေထဲမှာပဲမိတ်ဆွေလို့ပြောနေတဲ့သူတွေထဲမှာပဲကိုယ့်ကိုချစ်ပါတယ်လို့ပြောနေတဲ့သူတွေထဲမှာပဲကိုယ့်နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့သူကပါပြီးသားဂျုံနေတဲ့အနေအထားတွေအပေါ်မှာလူတွေရဲ့လက်ခံပုံလက်ခံနည်းတွေရှိတယ်စိတ်ထားပုံစိတ်ထားနည်းတွေရှိတယ်အခုတွေ့ကြုံနေရတဲ့အခက်အခဲတစ်ခုကိုစိတ်မထားတတ်ဘူးဆိုလို့ရှင်လောင်ကျွမ်းတယ်အစင်မပြေမှုတစ်ခုကိုကိုယ်တိုင်နေမကသူတစ်ပါးတွေအပေါ်မှာပါအပြစ်တွေတင်ပြီးတော့စိတ်မထားတတ်တဲ့အခါကျတော့သူတစ်ပါးအပြစ်ကိုမြင်တယ်စိတ်ထားတတ်တယ်ဆိုတဲ့အခါမှာကျတော့ဖြစ်တဲ့အရာတွေကဖြစ်เสียအကြောင်းရှိတော့ဖြစ်လာတာပဲပြက်เสียအကြောင်းရှိတော့လေပြက်တဲ့အရာတွေဖြစ်ကြတာပဲထူးဆန်းတာမှမဟုတ်တာလို့ဒီလိုသဘောထားလိုက်ရင်ဒါစိတ်ထားတတ်တယ်လို့ခေါ်တယ်တနည်းအားဖြင့်မြတ်စွာဘုရားဟောကြားတဲ့တင့်စွာနှလုံးသွင်းခြင်းယောနိတော်မနတိကာရရှိတယ်လို့ခေါ်တယ်လောကမှာဘယ်အရာမှတည်မြဲနေတယ်ဆိုတာမရှိဘူးတနေ့ပျက်စီးကြမှာတနေ့ဖောက်ပြန်ကြမှာတနေ့ပြောင်းလဲကြမှာကြီးပဲအဲ့တော့အခုလက်ရှိကိုအနာမှာပေါင်းသင်းနေတော့သူတွေဒီတနေ့မှာကိုနဲ့ရှင်ကွဲတော်လောက်အောင်တေကွဲတော်လောက်အောင်ကွဲရမယ်သူတွေကြီးပဲလို့ကြိုတင်နှလုံးသွင်းထားတာကိုယောနိတော်မနတိကာရလို့ခေါ်တယ်